sorry ပါညီမရှာတယ် sorry ပါညီမလေးရှာတယ်အော်နင်း哦တဲ哦တဲအခုချိန်လေးကိုတတိယနေလို့မလားဘာဆိုင်လို့လဲဆိုင်တာပေါ့တဲအခုချိန်လေးကိုတတိယနေလို့ဒီယူတိန်ချင်းလေးကိုတောက်နေလို့မလားဘာဆိုင်လို့လဲနေတိုက်ခဲ့အောင်ကယူတိန်ချင်းကလာဟောင်းအခုယူတိန်ချင်းကပုံစံ1နဲ့ဒီဇိုင်း1ထွက်ထားတဲ့အတွက်ငါမှလည်းရေးစား1ရနေပြီလောရလိုက်တာတဲရချစ်ဝယ်ခိုင်းနေယူတိန်အစိမ်းအောင်ကိုဝဲလိုက်မောလိုက်တာတဲရအဲ့ဒါကိုချစ်နေရချစ်အဲကောင်ဘဲကောင်လို့အတက်ကောင်ကိုရဲ့နားသွားမယ်ကောင်အရင်တော့လို့တင်းရင်ဒီစားလိုက်လို့ကလုကလုနဲ့နေမှာပဲကွာဘာကားပြောလဲဟဲ့တော်တော်ထင်တော့တယ်ကိုသူ့ဆောင်နေငါလည်းညာလို့ကလေးညောက်တောင်ရနေလားခဏပြောတင်းရင်လည်းဘာပြောရဟဲ့မဟုတ်ပါ brother ကျွန်တော်ပြောတာဒီ ယူတိန်ချင်းလေးကအရင်တော့လိုပဲတင်းရင်နေရလို့ပြောတာ brother လည်းစိတ်ကြီးပဲစိတ်လေးလျှော့ပါအောင် bro ပြောရတယ်ဘလို့ဘာစကားပြောတာဟဲ့အဲ့ဟာလား brother လည်းအဲ့ဟာကျွန်တော်ဒီယူတိန်ချင်းလို့တောက်လိုက်ခဲ့ကြဂလုနဲ့အရန်ကိုရတာရှိမှာဘလို့ပြောရပါ brother ရမစကားတိပြောချက်ပြောတော့ဟဲ့မင်းOkay, let's go. အရသာချွတ်ချင်းလေးနဲ့အရန်ကိုတောက်လို့ကောင်းတဲ့ဒီယူတိန်ချင်းလေးဟာဆိုရင်အရင်တော့လို့ထုတ်ဖို့မဟုတ်ဘဲနဲ့ထုတ်ဖို့မှုအသေးဒီဇိုင်းအသေးနဲ့အရသာသေးလည်းထွက်ရှိနေပါပြီနော်အရသာသေးထွက်ရှိထားတဲ့ဒီမမွန်သေးယူတိန်ချင်းလေးဟာဆိုရင်မမွန်သေးစစ်နဲ့ပြုတ်လောက်ထားတာဖြစ်လို့အရသာချွတ်ချင်းလေးနဲ့အရန်ကိုတောက်လို့ကောင်းပါရဲ့နော်စားသုံးသူတွေကိုပုံမကောင်းဖို့စီပြီးတော့ဒီနေ့ဆိုတာစားသုံးနိုင်ရင်ကုန်ပစ္စည်းကို update မြင်ထားတော့လဲဈေးနှုန်းလုံးဝပြောင်းလဲခြင်းမရှိပါဘူးနော်အရသာလဲချိုးဈေးလဲချိုးအမှားလဲကောင်းဝမ်းလဲကောင်းနဲ့ယူတိန်ခြင်းကြာလာရင်ကိုလေးဒီစိတ်နဲ့ပဲယူသွားနိုင်တယ်ရင်ဒီကမီ